สวัสดีครับอารมณ์เป็นมิกลาบาเสียดีนี้ตาทุกคู่แล้วแท้สรุปไทยสกัดโยพระมาปัจจัยนี้จะคุบเพียดแดคือสุดได้จองเลยเนี่ยเสียแต่จับไปมาเพียไปคือสุดได้เบกะผู้เดกุมาสรุปตัวผู้เดซาผู้เดลาผู้เดเอ็มเปียวရင်สรุปคือเนี่ยตัวตรงนั้นเพียไปคือကိုสรุปเป็นนิยามท่าเลยဆိုတော့สรุปสกัดပြောတဲ့ခါကျရင်สรุปကရိယာရဲ့အရှိမคือကိုထားတာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဆက်နေတူဟုတ်ပြီနော်คือကိုဘယ်လိုသုံးလဲဆိုတာကိုထိုင်းစကားပြောလိုက်ကြည့်အောင်နော်ဒီမှာကျတော့ကျွန်တော်ချင်းမိုင်သွားဖူးတယ်ဟုတ်ပြီနော်ကျွန်တော်ချင်းမိုင်သွားဖူးတယ်ကျွန်တော်ဆိုရင်ကျတော့ဘယ်လိုပြောလဲဖောဟုတ်ပြီနော်အဲဆိုရင်ကျတော့ဒီမှာဖောအိုမောဖုံဒီကြားထဲမှာကျတော့ဘာတရရှိလဲစာရာအိုရှိတယ်ဟုတ်ပြီနော်ဖောအိုမောဖုံသွားဖူးတယ်ဆိုရင်ဖူးတော့အရင်ရေးမယ်คือခေါ်คือဟုတ်ပြီဆရာတို့ဒီမှာဆရာပြောချင်တာကဒီစရာအေးနဲ့ယော်ရက်ကဆရာတို့စလုံးပေါင်းတဲ့ခါကျရင်ခေါ်အေးယော်ခေလို့မပေါင်းဘူးဆရာတို့ကတရနဲ့ပေါင်းမယ်ဒီတရလေးနဲ့ပေါင်းမယ်နော်ခေါ်คือဟုတ်ပြီနော်ဆရာတို့ဒီတရနဲ့ကတူတူပဲဟုတ်ပြီနော်သွားတာကိုဆရာတို့ဘယ်လိုပြောလဲပိုင်ပေါ်အိုင်ပိုင်ဟုတ်ပြီနော်ဖောคือပိုင်ချင်းမိုင်ဟုတ်ပြီနော်ချင်းမိုင်ဘယ်လိုရေးလဲဆိုတော့ချောချန်စရာအီယာငေါငူချောအီယာငေါချင်းဟုတ်ပြီနော်လို့ဆိုရင်မိုင်ဟောမောအိုင်မိုင်မေเอกမိုင်ချင်းမိုင်ဟုတ်ပြီနော်ဖောคือပိုင်ချင်းမိုင်ကျွန်တော်ချင်းမိုင်ဘာဖြစ်လဲသွားဖူးတယ်နောက်ခုကငါကြောင်မွေးပူးတယ်ငါကြောင်မွေးပူးတယ်ဆိုရင်ငါဆိုရင်ฉันချောနော်ချန်ဟုတ်ပြီနော်ဆရာတို့မွေးဖူးတယ်ဖူးတာကိုရေးမယ်ခေါ်คือဟုတ်ပြီနော်မွေးတာကိုဘယ်လိုပြောလဲဆိုရင်ဆရာတို့เหรียญဟုတ်ပြီနော်เหรียญလောอียางอเลี้ยงไม่ถูกเลี้ยนဟုတ်ပြီနော်ฉันคือเลี้ยงကြောင်ကကြတော့เมียวหมอหัวเมียวฉันคือเลี้ยงเมียวကျွန်တော်ကြောင်မွေးဖူးတယ်အမေကြောင်မှာအလောလောဖူးတယ်ဟုတ်ပြီနော်အမေဆိုရင်แม่မောแม่แม่ဟုတ်ပြီနော်အလောလောဖူးတယ်ဆိုရင်ဆရာတို့ကคือခေါ်คือအလောလောတဲ့ทำงานทออานฉางงออานองานဟုတ်ပြီနော်แม่คือทำงานประมาณလဲကျောင်းမှာဆိုတဲ့အိဗယ်ကဆရာတို့ที่ဟုတ်ပြီနော်ที่ကျောင်းကြတော့โรงเรียนဟုတ်ပြီနော်รอโองอหลงรออียาหนอเรียนโรงเรียนဟုတ်ပြီနော်แม่คือทำงานที่โรงเรียนอันนี้เจ้ามาอลลพูเดงาลีนมาซีพูဟုတ်ပြီနော်งาลีมาซีพูဟုတ်ပြီအဲဆိုရင်งาဆိုရင်ခြံချောနော်ခြံဟုတ်ပြီနော်ဒီစီးတာဆရာတို့ပုံမှန်ဆိုရင်ခီဟုတ်လားဒါပေမဲ့ဒီမှာလင်းရင်ကြတော့ဆရာတို့စီးတာကိုခီနဲ့မတုံးနဲ့ခင်းနဲ့တုံးနေဟုတ်ပြီနော်ဒါမစီဖူဆိုရင်မစီဖူမပါတဲ့အတွက်ဆရာတို့ကမိုင်းဆိုတဲ့စာလုံးလေးကိုထည့်ပြရမယ်မောအိုင်မိုင်ไม่မိုင်ခေါ်คือမိုင်းคือဟုတ်ပြီနော်ဒီနေရာမှာဆရာတို့လင်းဖြစ်တဲ့အတွက်ဆရာတို့တက်တာနဲ့တုံးမယ်ခင်းခေါ်နော်ขึ้นไม่ถูกขึ้นဟုတ်ပြီနော်မိုက်คือขึ้นဆိုရင်မစီဖူဟုတ်ပြီနော်လင်းပြန်ဘယ်လိုပြောလဲခရုံးပင်ဒီညမှာဆရာတို့ခေါ်ရောဟုတ်ပြီနော်ခံကွန့်ကလာအတွက်နော်ခေါ်ရောပြီးလို့ရှိရင်ဆရာတို့စာရာဟုတ်ပြီနော်ခေါ်ရောငေါเครือไม่เครือနော်ဆရာတို့ကဘောဤနော်ပင်ဟုတ်ပြီနော်
ฉันไม่เคยขึ้นเครื่องบินนะเลยมาซีผูเด็กเอาไปเนาะโอเคงั้นพูดไปอ่ะแล้วกูกาจะรู้ตูโดเอาไปเนาะตูโดอาลงยีซามาทาผูตูโดอาลงส่วนจะรู้กาว่าเขาพออวะก่อพวกดาสระอวะเนาะคอเอาเขาว่าเขาเอาไปเนาะมาทาผูส่วนจะรู้ไม่ใช่ผูบอกดูๆไปเนาะไม่ใช่ผูส่วนมอไอไม้ไม่เอ็บไม้เอาไปเนาะไม้คอคือไม่คือมีရှိပူပူမထားပူပူရေးစားဘယ်လိုပြောလဲ fan for air no fan ဟုတ်ပြီနော်พวกเขาไม่เคยมีแฟนကျွန်တော်တို့ရေးစားမထားပူပူဟုတ်ပြီနော်သူတို့အားလုံးရေးစားမထားပူပူဟုတ်ပြီနော်နောက်ခုကတင်နိုင်ငံခြားသွားပူလားတင်ဆိုရင်คนขออุนอขนဟုတ်ပြီနော်ကျွန်တော်သွားဖူလာဆိုရင်ခေါ်คือသွားတာကြတော့ပေါ်အိုင်ပိုင်ဟုတ်ပြီနော်คนคือပိုင်ကျွန်တော်နိုင်ငံခြားဆိုရင်ต่างประเทศဟုတ်ပြီနော်တောအန်တာတောအာငေါတန်ไม่เอตังဟုတ်ပြီနော်ปรอาประဟုတ်ပြီနော်ถอဒီမှာဆရာတို့ကစောဆလာကိုဆရာတို့စလုံးပေါင်းရင်ဘာနဲ့ပေါင်းပါလဲဒေါ်တင်နဲ့ပေါင်းမယ်မဲကော်ထဲမှာပါလို့နော်ထောဒေါ်ထဟုတ်ပြီနော်မိုင်းဆိုတဲ့စလုံးဟောမောအိုင်မိုင်းဟုတ်ပြီနော် question mark အဲ့ဆိုရင်คนคือไปตามประเทศไหมတင်နိုင်ငံခြားသွားဘူးလားနောက်တစ်ခုကငါတို့ဘာဖြစ်လဲတွေ့ဘူးကြလားငါတို့တွေ့ဘူးကြလားငါတို့ဆိုရင်เรารอเอาเราဟုတ်ပြီနော်ကျွန်တော်တွေ့ဘူးမှာဆိုရင်တွေ့ကကရိယာဟုတ်တာဘူးคือခေါ်คือတွေ့တာကြတော့เจอจ้อเจอဟုတ်ပြီနော်เราคือเจอဟုတ်ပြီနော်có à nó cảm hổ mô ai mãi เนาะเราเคยเจอกันไหมငါတို့ဘာဖြစ်လဲတွေ့ဘူးကြလားတဲ့เนาะโอเคအဲ့ဒါဆိုရင်ဆရာတို့ကအစာအနေနဲ့တစ်ခေါက်ပြန်ပြောကြည့်အောင်โอเคဒီနေရာမှာဆရာတို့ခေကိုဘယ်သူနဲ့တွဲသုံးလဲကရိယာရဲ့အရှိမထားတယ်ကရိယာနဲ့တွဲသုံးတယ်ဟုတ်ပြီနော်ကျွန်တော်ချင်းမိုင်တွားဖူးတယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဆရာတို့ကผมเคยไปเชียงใหม่ဒီမှာနော်နောက်တစ်ခုကငါကြောင်မွေးဖူးတယ်အဲ့ဆိုရင်ฉันเคยเลี้ยงแมวဟုတ်ပြီနော်နောက်တစ်ခုကအမေကျောင်းမှာအလုပ်လုပ်ဖူးတယ်ဟုတ်ပြီနော်เคยทำงานအဲ့ဆိုရင်အလုပ်လုပ်ဖူးတယ်แม่เคยทำงานที่โรงเรียนงานเรียนมาซีภูဆိုရင်ฉันมาซีภูไม่เคยขึ้นဟုတ်ပြီနော်ฉันไม่เคยขึ้นเครื่องบินနောက်တစ်ခုကသူတို့အားလုံးရေးစားမထားဘူးพวกเขามาทาภูဒါမှမဟုတ်ရင်မရှိဘူးပေါ့နော်พวกเขาไม่เคยมีแฟนไม่เคยมีတင်နိုင်ငံခြားသွားဖူးလားဟုတ်ပြီနော်သွားဖူးလားအဲ့ဆိုရင်เคยไปဟုတ်ပြီနော်คนเคยไปต่างประเทศไหมတို့တွေ့ဖူးကြလားဆိုရင်เราเคยเจอกันไหมဒီနော်โอเคအဲ့ဆိုရင်ဆရာရဲ့ဗီဒီယိုလေးဒါတို့တွေအတွက်အကျိုးရှိနိုင်မယ်လို့ယုံကြည်ပါတယ်ဆရာတို့ဒီလိုပဲမြန်မာလိုရေးမယ်ထိုင်းလိုတွေးကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒါတို့ကိုယ်တိုင်နဲ့ဝါကြတိဆောက်တတ်တယ်ပြီးလို့ရှိရင်တခြားလူကိုပြောလို့ရှိရင်ကိုယ် idea နဲ့ကိုပြောလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီဆရာရဲ့သင်ခန်းဗီဒီယိုသင်ခန်းစာကိုသင်ယူပြီးသွားလို့ရှိရင် comment ပထမ comment မှာဆရာမေးခွန်းလေးတွေပေးထားမယ်အဲ့ဒီမေးခွန်းကိုဖြေပြီးတော့ comment အောက်မှာ reply ပြန်နိုင်ပါတယ်ဆရာအမှန်မှာဆရာပြန်စစ်ပေးပါမယ်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ
ကဲလို့အကျိုးရှိတဲ့ဆိုရင် like and follow နဲ့ sharing လုပ်ဖို့မေးပါနဲ့နော် YouTube channel မှာလည်းဆရာသင်ကြားပေးနေပါတယ်ခါ